ပရိသတ်များအားလုံးပဲမင်္ဂလာပါထင်ရှားကြော်ကြားတိုက်ပွဲအတွင်းကပုဂ္ဂိုလ်များအစီအစဉ်ကနေဒီကနေ့မှာတင်ဆက်ပေးမှာကအင်းဝဟန်တာရီ240စစ်ပွဲအတွင်းထီးပြူဆောင်းမင်းကိုသာတစ္ဆာခံ၍ခါစားမည်ထီးပြူမဆောင်းတဲ့သဘုံမင်းကိုဘယ်တော့အခါမှမခါစားလို့ဆိုတဲ့အမတ်ထိန်မနှိရွတ်အကြောင်းဖြစ်ပါတယ်အမတ်ဒိန်မနီယုဆိုတာရာဇာတရစ်ရဲ့ခမဲတော်ဗညာဦးလက်ထက်ကလေးကပညာရှိအမတ်ကြီးအဖြစ်ခါစားခဲ့သူဖြစ်ပါတယ်။ဗညာဦးနဲ့ရွာဆန်တဲ့အခါအိမ်ရှိစံတင်မြှောက်ထားခြင်းမရှိတဲ့ဟန်တာရီထီးနှဲအရေးဟာရှုပ်ထွေးလာပါတယ်။နန်းတော်တွင်းမှာအုပ်စုနှစ်စုကွဲနေပြီးရှုပ်ထွေးဖြစ်နေချိန်မှာစင်ဖြူရှင်ဗညာဦးရဲ့ကမ္မထမ်းရုပ်အလောင်းကိုအမတ်ဒိန်ကနေညမပြတ်စောင့်ရှောက်ရပါတယ်။ဟန်တာဦးရဲ့သားတော်ဖြစ်တယ်လို့နန်းတွင်းမှာရှိတဲ့မူးမက်အများပြားကလူလာတဲ့ဗညာနွဲကပဲခူးမြို့အတွင်းထီးနှံဆက်ခံဖို့ဝင်ရောက်လာတဲ့အခါမှာမြို့တကားလုံခြုံရေးတာဝန်ယူထားတဲ့အမတ်တိန်ကတကားနှစ်ချက်ကိုလုံးဝမဖွင့်ပဲတစ်ချက်သာဖွင့်ပေးခဲ့ပါတယ်။နန်းတော်အတွင်းဝင်အဲ့လိုမိတ်ဆိုတဲ့အခါအမတ်တိန်ကပစစ်တုပ်ဥခိုက်ပြီးရွှေနန်းရှင်မိန်ဒီကတပားသူမဟုတ်ကျွန်ုပ်အားဆိုလိုခြင်းဖြစ်ကြောင်းကျွန်ုပ်သိပါသည်။အရှင်မင်းသားသည်တကုံ၌ရှိစဉ်အခြားမူးမတ်တို့ကကိုယ်စလဲများလွတ်ကြသည်။စာအားဖြင့်အကြံစီများကို၎င်းအကြောင်းအရာများကို၎င်းမပြတ်ပင်ပို့ကြသည်ကျွန်ုပ်မူကားအရှင်သားတော်နှင့်ဆက်သွယ်မှုမပြုခဲ့သည်လည်းတစ်ချက်အခြားတစ်ချက်ကအရှင်သားတော်သည်ပဲခူးမြို့သို့ဝင်စဉ်ကကျွန်ုပ်သည်မြို့တကားတစ်ဖက်ကိုသာဖွင့်ပေးခဲ့သည်ရင်းတို့ဖြစ်သောကြောင့်ကျွန်ုပ်ကိုမျက်၍မျက်စိတစ်ဖက်တွင်ညှောက်မထွက်သေးဟုအရှင်မင်းကြီးမိန့်တော်မူကြောင်းကိုကျွန်ုပ်သိပါသည်အဲ့လိုလျှောက်ထားပါတယ်ရာဇာဒရစ်ကအမတ်တိန်နင်းအပြစ်ဒီမြရှိသည်ကိုနင်းသိပြီးဖြစ်၍ပတိုးနေအားငါစီရင်ရမည်နီငါအားမျိုးတွင်သို့နေဝင်ခွင့်မပေးလို့ငါမှာဘိုးကြီးအင်အားများ၍သာနေငါတကားတစ်ဖက်ဖွင့်ပေးသည်ငါဘိုးပါနဲခဲ့မူကားတကားကိုတစ်ချက်မျှနင်းဖွင့်ပေးမည်မဟုတ်နင်းအပြစ်နဲ့မယူပြစ်အတူတူအဲ့လိုဒေါသနဲ့မိတ်ဆိုပါတယ်အမတ်တိန်ကကျွန်ုပ်၏အပြစ်နှစ်ရက်အတွက်တက်လျင်သေရပါမည်ချမ်းသာပေးကရှင်ရမည်ပင်စင်စစ်တော်ကကျွန်ုပ်သည်ခမဲတော်စင်ဖြူရှင်ဤတစ္ဆာခံရွှေဖွားတော်အောက်ကကျွန်ကြီးဖြစ်ပေသည်စင်ဖြူရှင်ဤရန်သူဖြစ်ပါကညီတို့ကိုမဆိုကျွန်ုပ်အသက်ပေး၍တိုက်ခိုက်ရမည်ဟုတစ္ဆာဆိုထားသည်အရှင်သားတော်သည်တကုံ၌ခြားနာစဉ်ကစင်ဖြူရှင်ဤအမိတ်မရှိ၍မင်းသားနှင့်ကျွန်ုပ်ဆက်သွယ်ခွင့်မရှိပါအရှင်သားတော်သည်ပဲခူးမြို့အတွင်းသို့ဝင်တော်မူစဉ်ကျွန်ုပ်၏သခင်စင်ဖြူရှင်ဗညာဦးသာရာဇပလင်ထ၌ပဂရိရှိခဲ့မူကားအရှင်သားကိုကျွန်ုပ်ဝင်ခွင့်ပြုမိမဟုတ်အသက်ပေးလျက်ခံတိုက်မိပင်သို့တော်စင်ဖြူရှင်၏နန်းသည်ရုပ်ကိုခွာခဲ့ပြီးဖြစ်၍စင်ဖြူရှင်၏ရုပ်အလောင်းကိုစောင့်ရှောက်သောအဖြစ်တကရွက်တရွက်ကိုသာဖွင့်ပေးခြင်းဖြစ်သည်စင်ဖြူရှင်၏နန်းနှင့်ရုပ်နှစ်ပါးစလုံးမရှိခဲ့သောမင်းသားအားတကရွက်နှစ်ရွက်စလုံးဖွင့်ပေးခဲ့ပေမည်ယခုအရှင်သားတော်မင်းဖြစ်ပြန်လင်လဲကျွန်ုပ်သည်စင်ဖြူရှင်ခမဲတော်အားတစ္ဆာစောင့်ခဲ့တယ်လို့အရှင်သားတော်ကိုလည်းမပြတ်စောင့်ရှောက်ရပေမည်အကယ်၍ရန်သူတစ်ပါးကအရှင်သားတော်အားပုံစားခဲ့တော့ကျွန်ုပ်ဒီအသက်ပေး၍နိုင်အောင်တိုက်ပါမယ်အဲ့လိုပြန်လဲရှောက်တင်ပါတယ်ရာဇာတို့လည်းအမတ်တိန်ရှောက်တင်ချက်ကိုကြားတဲ့အခါစဉ်းကျင်စဉ်းစားပြီးငါဤခမဲတော်ကိုတစ္ဆာစောင့်သိခဲ့တယ်လို့ငါကိုလည်းတစ္ဆာစောင့်သိပါလို့မိန့်ဆိုပြီးအမတ်တိန်မနီးရွတ်ဆိုတဲ့ဘွဲကိုချီးမြှင့်ပါတယ်ရာဇာတို့အနေနဲ့စတင်နန်းတက်ဆမှာကျွန်ရင်းရောင်းရင်းတွေကိုဘွဲအမည်မပေးရသေးမီအမတ်တိန်ကိုအစောဆုံးဘွယ်ထူးချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ရာဇာတို့ဟန်တာရီထီးနှဲရပြီးတဲ့နောက်အင်းဝဘရင်မင်းကြီးစွာစော်ကဲနဲ့ညောင်မြစားလောက်ဖျားတို့ပူးပေါင်းပြီးလိုက်အရှိတ်ဘက်မှာရှိတဲ့ဘုံကန်သူတွေကိုတွားရောက်နှိမ်နင်းပါတယ်။အဲဒီနောက်အနောက်ဘက်မှာရှိတဲ့ဘုံကန်သူတွေကိုထပ်မံနှိမ်နင်းပြန်ပါတယ်။ဒေးပသွယ်မြို့ကိုတိုက်ခိုက်စဉ်မှာအမတ်တိန်ကမြို့စားစောအဲပညာရဲ့စင်တော်နားထိတိုးကပ်သွားခဲ့ပြီးအနားရောက်တဲ့အခါစောအဲပညာရဲ့စင်ပေါ်ကိုခုန်တက်ခါထိုးခုတ်တိုက်ခိုက်ပါတယ်အမတ်တိန်ရဲ့တိုက်ခိုက်မှုကြောင့်စောအဲပညာကြာဆုံးခဲ့တဲ့အတွက်ရာဇာဒရစ်ကငါတို့အမတ်ကြီးသည်နှုတ်ရည်သာကောင်းသည်ဟုမှတ်သည်ယခုလက်ရည်လဲလွန်စွာကောင်းလာပါတကားလို့ချီးမွမ်းတော်မူပါတယ်ပြည်မြို့တိုက်ပွဲမှာတော့ဟန်တာရီတက်တွေကနဝင်းစိတ်မှာတက်တီးပြီးနေပါတယ်နဝင်းစိတ်မှာတက်တီးထားတဲ့ဟန်တာရီတက်တွေအနေနဲ့မြေအနေထားအရပြောင်းရွှေ့သင့်တယ်လို့အမတ်တိန်နဲ့တမိန်ပြက်စားတို့ကအကြံပြုပေမဲ့တပ်မှုတွေကပြောင်းရွှေ့လိုခြင်းမရှိဘဲနိုင်အောင်တိုက်မယ်လို့ဆိုပါတယ်အင်းဝါတက်တွေလာရောက်တိုက်ခိုက်ကြတဲ့အခါ
နဝင်းစိတ်မှာတက်ဆွဲထားတဲ့တပ်မှု3ဦးကအသေးခံတိုက်ခိုက်ကြပေမဲ့အင်အားချင်းမမျှလို့ဟန်တာရီတပ်တွေရှုံးနိမ့်ခဲ့ပါတယ်။နဝင်းတပ်ကတရေတခက်အချို့မြစ်အတွင်းဆင်းပြေးလာတဲ့အခါရာဇာဒရစ်ကအမျက်တော်ရှပြီးတပ်စေလို့အမိန့်ပေးပါတယ်။အမတ်ဒိန်ကမြေကူးပြေးသူများသည်အရှင်မင်းကြီး၏ကယ်ဆယ်မှုကိုလိုအပ်နေပါသည်။ဒီဘိုးဘွားများသည်အင်းဝစစ်ကိုခံနိုင်ပါမည်ဟုအာမခံသူများမဟုတ်။တပ်မှု3ပါးသာတာဝန်ယူခဲ့ခြင်းဖြစ်သည်။တို့ဖြစ်၍ပြေးလာသူများကိုအသက်ချမ်းသာပေးသင့်သည်လို့ရဲရဲဝံ့ဝံ့ရှောက်တင်ပါတယ်။အမတ်ဒိန်ရဲ့စကားကြောင့်ရာဇာဒရစ်အမျက်တော်ပြေးပြီးကူးပြေးလာသူတွေကိုဆယ်ယူစေပါတယ်။ဘုရင်မင်းကောင်ရဲ့သားတော်မင်းရဲ့ကြော်စွာအရွယ်ရောက်လာတဲ့အခါမွန်ပြည်မှာရှိတဲ့မြို့ရွာတွေကိုတိုက်ခိုက်သိမ်းပိုက်ပါတယ်။ပရောဟိတ်တို့ရဲ့တွက်ချက်မှုအရမင်းရဲ့ကြော်စွာကန်ဆာတာနိုင်ပါတဲ့အချိန်မှာရာဇာဒရစ်နဲ့စီးချင်းထိုးနိုင်ဖို့စီစဉ်ဆောင်ရွက်ပါတယ်။စင်စီးချင်းထိုးဖို့ချိန်ဆထားတဲ့နေ့မှာမင်းရဲ့ကြော်စွာထွက်မလာသေးတဲ့အတွက်အမတ်ဒိန်ကတမိန်အဝနိုင်တဲ့တက်တွေကိုအင်းဝတက်အနီးတွားရောက်စစ်မြူခိုင်းပါတယ်။အဲ့လိုပြုတ်လုပ်တဲ့အတွက်မင်းရဲ့ကြော်စွာတယောက်အမျက်ပြင်းစွာထွက်ပြီးထွက်တိုက်တဲ့အခါမှာတော့စင်ထက်ကရှောကြပြီးပေါင်ကိုစင်ထိတဲ့အတွက်ရာဇာဒရစ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ရာဇာဒရစ်ထံမှာတစ္ဆာရှိကြုံယုံဖြစ်ခါစားခဲ့တဲ့အမတ်ဒိန်တယောက်ရာဇာဒရစ်နဲ့ရွာဆန်သွားပြီးတဲ့နောက်သားတော်ဗညာဓမ္မရာဇာသားတော်လက်ဗညာရန်တို့လက်ထက်အထိတိုင်းပြည်တာဝန်ကိုတစ္ဆာရှိစွာထမ်းဆောင်ခဲ့တဲ့တတ်တော်ရှိအမတ်ကြီးပဲဖြစ်ပါတယ်ခင်ဗျာ။